တချို့နေရာတွေမှာကြံရစ်ခဲ့တဲ့သမိုင်းကြောင်းတွေထက်ပိုပြီးကြောက်စရာကောင်းတဲ့အရာတွေရှိတတ်ပါတယ်ကျွန်တော်နာမည်ထပ်အောင်ပါလွန်ခဲ့တဲ့နှစ်အနည်းငယ်ကအလုပ်ကိစ္စနဲ့ဝေးလံတဲ့ရွာလေးတစ်ရွာကအင်ကြီးတအိမ်ကိုကျွန်တော်ရောက်ခဲ့ဘူးတယ်အဲ့ဒီအင်ကြီးကကျွန်တော်ဘဝကိုထာဝရပြောင်းလဲပြစ်လိုက်မယ်လို့ကျွန်တော်မထင်ခဲ့မိဘူးအဲ့အိမ်မှာဥပတင်ဆိုတဲ့အသက်80ဝန်းကျင်လူကြီးတစ်ယောက်ရှိတယ်သူ့မျက်လုံးတွေထဲမှာတစ်ခုခုကိုကြောက်လန့်နေတာကျွန်တော်သတိထားမိခဲ့တယ်သူကျွန်တော်ကိုပထမဆုံးပေးတဲ့သတိပေးချက်ကညဘက်ဆိုရင်ဘသူကပဲခေါ်အတန်မပေးပါနဲ့တကားကိုလည်းအသေးပိတ်ထားပါတဲ့အဲ့ဒီတုန်းကတော့ကျွန်တော်ရေခဲ့မိတာပေါ့ခေပညာတတ်တယောက်အတွက်ဒါတွေကယုတ်တိမရှိဘူးလေဒါပေမဲ့ပထမဆုံးညမှာတင်ကျွန်တော်စသိလိုက်ရတယ်တကားအောက်ကနေမြင်လိုက်ရတဲ့အရေးမဲကြီးကျွန်တော်ပခုံးပေါ်ကိုလာကင်လိုက်တဲ့အေးစိမ့်နဲ့လက်တစ်ဖက်အဲ့ဒီညကကျွန်တော်အမေတန်းနဲ့ခက်ဆင်ဆင်တူတဲ့ခေါ်တန်းတစ်ခုကိုကြားခဲ့ရပါတယ်အဲ့ဒီနောက်မှာတော့အခန်းတကားကိုလက်သေးနဲ့ကုတ်ချစ်နေတဲ့အတန်တွေကကျွန်တော်ကိုအိမ်မရအောင်ခြောက်လန့်နေခဲ့တယ်ကျွန်တော်ဓမီနဲ့ထိုးကြည့်လိုက်တဲ့အချိန်မှာတော့ကျွန်တော်ကဘာပြတ်သွားခဲ့ပြီးသူမမှမျက်လုံးတွေမရှိတော့ဘူးသွေးတွေပဲစီးကျနေတာသူမပါဇက်ကနေငါ့ကိုကူညီပါငါ့ကိုဒီခြံထဲမှာမြုပ်ထားတာဆိုတဲ့အတန်ကကျွန်တော်နားထဲမှာအခုထိပဲ့တင်ထက်နေတော့မယ်ကျွန်တော်လဲကြောက်နဲ့ထွက်ပြေးခဲ့တယ်အဲ့ချိန်မှာမိုးတွေလည်းရွာနေတယ်မိုးရွာထဲမှာပဲဥပတင်တယောက်ခြံထဲကတစ်ပင်သားမှာမတ်တက်ရက်နေခဲ့တယ်ကျွန်တော်လဲကြောက်စိတ်ကရှိနေပေမဲ့စူးစမ်းခြင်းစိတ်ကလည်းရှိနေတော့ခြံထဲကတစ်ပင်အခြေနာကိုတူးကြည့်ခဲ့တယ်တကယ်ပဲအယိုးစုတွေကိုတွေးလိုက်ရတယ်ကျွန်တော်လဲအရန်ကိုထိတ်လန့်ကြောက်ရွံ့ပြီးကားယူပြီးလွတ်ရာကိုမောင်းထွက်လာခဲ့တော့တယ်ကျွန်တော်ကားနဲ့အမြန်ထွက်ပြေးခဲ့ပေမဲ့ကားနောက်ကြည့်မှန်ထဲမှာတရေမကိုတွေးလိုက်ရတယ်တရေကကျွန်တော်လက်ပင်ကိုအတင်းညစ်ပြီးတက်ဖို့ကြိုးစားခဲ့တယ်ကျွန်တော်အသက်ရှူတွေရက်လို့မတက်ဖြစ်နေကြရတယ်ဘလို့မှမရတော့တဲ့အဆုံးမှာကျွန်တော်တရဏဂုံ၃ပါးကိုအားကိုးတကြီးရွတ်ဆိုမိလိုက်တယ်บุตรดำสารนำกัจจามีမြတ်စွာဘုရားရဲ့ဂုဏ်တော်ကပဲကျွန်တော်ကိုတေဘေးကလွတ်မြောက်ခဲ့ရတာပါအမှန်တရားဟာဘယ်တော့မှဖုံးကွယ်လို့မရပါဘူးဥပတင်ကိုရဲတွေဖမ်းသွားခဲ့ပါတယ်ကျွန်တော်လဲတန်ဃာတော်တွေကိုပြစ်ဖိတ်ပြီးအဲ့ဒီမိန်းကလေးအတွက်အမျှအတန်းပေးဝေခဲ့ပါတယ်အခုဆိုရင်တော့အဲ့ဒီအိမ်ကြီးမှာကြောက်စရာတွေမရှိတော့ဘူးခြောက်ချားစရာခေါ်တန်းတွေလည်းမရှိတော့ပါဘူးအရာအလုံးဟာမြတ်စွာဘုရားရဲ့မေတ္တာရိပ်အောက်မှာအေးချမ်းစွာနဲ့ပဲရှိနေပါတော့တယ်ပုံမြင်လေးကိုကြိုက်နှစ်သက်တယ်ဆိုရင် channel လေးကိုလည်း like and follow လုပ်ထားပါအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်